Family Channel လေးရကြလိုက်ကြဆိုလိုက်ပါတယ်ဒီနေ့မှာတော့မိသားစုနဲ့အတူလေးလိုက်ခရီးတစ်ခုကိုထွက်ရင်းနဲ့ပျောက်ဆုံးသွားတယ်ညီမနှစ်ယောက်အကြောင်းကိုသိဆက်ပြီးမှဖြစ်ပါတယ်ရှင်ဟေးလာသမီးနှစ်ယောက်ဟိုအင်ကြီးတွေပါရောပါပြီလားအဖေမပါသေးဘူးအေးနင်တို့အဲ့ဒါလေနင်ငါသွားယူလိုက်အောင်မယ်ငါကလေးကိုဒါပြောငါတို့စားမပါသေးဘူးလေခန်းထဲမှာဟာကဲအင်ကြီးပုံးနေတို့စုကေးစ်တို့ဘာလို့ကတော့ထည့်ပြီးသွားပြီလာကလေးတော့ခေါ်ရသမီးတို့နှစ်ယောက်ရေးလာတော့လေခီးတော့မယ်ပစ္စည်းရေးဆုံးပါပြီလားဟုတ်ပါပြီအဲ့ဆိုသွားမလားကဲပတ်စံပါပြီဆိုတော့သွားရအောင်လာနောက်တစ်ယောက်ကိုခေါ်ခဲ့အောင်နော်ကဲလာဒီကောင်ငါတို့ခီးထမှာဆိုတော့အပေါ်ခေါင်းမိုးလေးပါလေးဖွင့်လို့ရတဲ့ကားတော့ဝင်လာမယ်ခဏဆောင်နော်မြင်ပြန်လာနော်ဖေမြင်ပြန်လာနော်သွားယူလာအောင်မယ်နော်ကဲငါရဲ့ကိုပိုင်ကားရှိုးရုံးကနေကားတစ်စီးယူလာပြီဆိုတော့ခရီးထုတ်ဖို့တဲ့အစင်တက်ပဲသူကလဲတော့တက်မအောင်နေစိတ်ကရှည်အောင်ဟုတ်ရောက်ပါပြီအားလုံးပဲကဲမြင်လာကြနော်လူဆုံးလာတိချပြီနော်လူဆုံးလာတိချပြီဆိုစမောင်းပြီဒီမောက်တွေပါဖွင့်လိုက်တော့မယ်ယေးသွားမယ်ခီးလေးတစ်ခါထုတ်ဖို့ရေကွယ်ကားတစ်စီးရရှိုးရောနဲ့တွားယူနေရသေးတယ်အော်မင်းရတယ်ပါဖြစ်အေးကိုပါရှိုးရောမယ်ကိုကြိုက်လို့ကားကိုကြိုက်လို့ရှိုးလို့ရပဲဟာအေးပါပြောရပါဆိုတော့အခုကဘယ်သွားမှလဲပြောကြအောင်လေကျမကလည်းဘာမှလည်းမပြောကြဘူးเนาะအော်မင်းကလည်းဟိုပါလေဟိုဒီမျိုးနဲ့တော့နည်းနည်းဝေးအဲ့နေရာမှာဘာ house လဲမသိဘူးအဲ့ဟာလေးရှိအဲ့အလဲသွားမှာဟဲ့လားဘယ်သွားလဲဆိုတော့တည်ရလားတည်ရလေတည်ရင်ပြရတယ်နေအောင်တည်ရဆိုရင်ခုကမှလမ်းကမှားလာတယ်အော်အဲ့တော့ဒီလိုပါပဲမစိတ်ညစ်ခီးသွားတယ်သွားရအနောက်ကသမီးရောစင်ပြီလားပြပါရဲ့ဖေအေးဘာတရှင်းဖွင့်ပေးရမလဲသမီးတို့ကြိုက်တယ်လေသမီးတို့ရဲ့ idol Rose ရဲ့လေဟို number 1 girl ဆိုတာလေးဖွင့်ပေးပါလားအေးဖွင့်ပေးမယ်ငါသမီးကအသက်ဆက်ဆိုတော့အဲ့တချင်းတော့မထားသေးဘူးသမီးရဲ့သမီးတို့ကအဲ့တချင်းပဲကြိတ်တာနော်ညီမလေးနော်ဟုတ်တယ်ဖေရတယ်မသိပဲနဲ့အေးပါဒီပေါင်းတွားချင်တဲ့နေရာမရောက်သေးဘူးဒီမှာတညလောက်နေလိုက်အောင်လေမနေ့ဖြစ်မှဟိုသွားမလားဟိုပဲထိုင်ရိပ်သွားချင်တာကဲအဲ့ဆိုလည်းပြီးရပါပဲဟင်းဒီဘဝမှာထောင်မိတာပြောတာပဲကျမဒီပါဟဲ့ဒီဘဝမှာထောင်မိတော့အဲ့လိုဖြစ်ကုန်တာခဏလေးလမ်းလေးပြန်ကြည့်လိုက်အောင်မယ်စိတ်ညစ်တယ်ခရီးတစ်ခါထွက်ဖို့ရေငါစိတ်ညစ်ပါတယ်ဖေရဲ့ဟိုမှာလေလောက်အောင်နော်သမီးတို့အခုသွားနေရတော်နိုင်နဲ့ချီနေပြီအခုထိကိုမရောက်သေးဘူးဟုတ်တယ်သမီးရဲ့ဖေတို့ကလေသွားနေရပဲဒါပေမဲ့လေကွယ်သမီးကြည့်တဲ့အတိုင်းပဲGPS ကထောက်တာမှားသွားလို့တမီးဖေရလဲနော်အမြဲတမ်းမှားနေရတယ်
အခုကတော့လုံးဝတီးကြပြီခုလုံးဝဟိုအလန်းတီးကြပါပြီနော်မှားလေးပဲတမီးခဏလေးရောက်ကြမှာနော်တမီးလေးကဲတမီးတို့ရေရောက်တော့မယ်နော်ဒီမှာဒီတောင်းဒီဘက်ဒီလိုမျိုးဒီလမ်းလေးရရင်သွားလိုက်ရောက်ပြီဟဲ့မောင်းလာလေကြာလိုက်တာဖေရဲ့ဟဲ့မောင်းလာကြာတယ်မလုံးနဲ့ဒီဟာကဘေးကကားရဟိုအဲ့ဒါဖြည်းဖြည်းချင်းမောင်းနေကြတာအဲ့လိုကဲရောက်တော့မယ်ခဏလေးပဲစောင့်ဒီဟာလေးတက်ပြီးလို့ရှိရင်ရောက်ပြီဟုတ်လားညလိုပဲနော်ဟုတ်တယ်ညနေဆိုရင်မဲ့တနားလောက်ကြာတယ်တမီးရဲ့ကဲရောက်ပြီအမလေးနေရာရောက်ဖို့အရေးကိုနော် GPS ထောက်တာမှားရတာနဲ့အမလေးပြောချင်တာပါကဲစင်းကြဘုံမချုပ်ခင်ရောက်တာကန်ကောင်းခုတရားတည်းရဲ့6တယ်လို့ပြောတယ်ဟလာအဲ့ဆိုအိမ်နဲ့မြန်ဝင်ရအေးတော်ရရပါဘုံမချုပ်ခင်ရောက်ကဲဟဲလာကြလေးပါမြန်လာလေလာဟဲ့ကလေးနှစ်ယောက်ကလေအေးဟုတ်ပြီတကားကိုဒီချပိတ်လာဟုတ်ပြီရဲ့တကားပွင့်လိုက်တော့ဖေတော့ပိတ်လာကဲတကားလေးပိတ်ပြီးဆိုအပေါ်တက်နားမယ်နော်ဟွာကြီးချိုးချင်လို့ရှိရင်ညနေမိုးမချုပ်ခင်ချိုးတော့အမေလီလာရတာညာနဲ့တည်း6တယ်လို့ပြောတယ်ဟဲ့လားပြီအကောင်မို့ပြောရပေါ့လို့ဟုတ်ဟာလာငါတို့နှစ်ယောက်နည်းနည်းနားယူရအောင်လေနော်ဆိုဖာပေါ်ထိုင်ပြီးတော့နည်းစကားလေးပါပြီးပြောကြတာပေါ့နော်မမြင်လာထိုင်မယ်ခလီအပေါ်တက်ပြီးဆောင်းနော်ဟုတ်ဖေမေဟိုအပြင်မှာထွက်ပြီးတော့စပိန်နင်းလို့ရလားမနင်းပါနဲ့သမီးရလေဟွာဒီနာကနည်းနည်းလူတွေပါတိတ်ပြီးတော့မရှိတော့လေပြောက်မှာဆိုလို့မင်းကလေလူမရှိတော့ကောင်းတာပေါ့ကလေးတစ်ခုလည်းကင်းတာပေါ့မမေကအဲ့ဒါပြောတာမဟုတ်ဘူးတခုခုအကူကြီးလို့ရှင်လှမ်းပြီးအကူကြီးတောင်းမဲ့လူမရှိဘူးလို့ပြောတာမင်းကလည်းလုံးပါအေးအဲ့ဆိုဒီနာတော့ဝိုင်ပဲဆော့နော်ပြီးရောလာညီမလေးတွားရငါဒီနေရာကိုလေတခါလာလေဘူးတဲ့ဟဲ့နင်ကဘလို့လာလေဘူးအမလေးလာလေဘူးတာပေါ့နင်မမွေးခင်တော့ကလေဟဲ့လားဟဲ့လေနင်မမွေးခင်တော့ငါတခါလာလေဘူးလေဒီနေရာကြီးဟဲ့လားအဲ့တုန်းကလေဒီလိုပဲလားဟုတ်တာပေါ့အဲ့တုန်းကဒီလိုမျိုးပဲဒီလောက်ထိဒီလိုမျိုးလမ်းနေတာမရှိသေးဘူးဟုတ်လားအဲ့ဒါနဲ့ဘယ်လိုချင်လာကြလဲအမလီဘယ်လိုလာရမလဲအဲ့တော်ရီတွေကနေဖြတ်ပြီးလာရတာပေါ့လို့ဘာမှဘယ်ကတော့မို့လဲဒီနားလေးပါပဲဟဲ့နေရတယ်အားတိုင်းကြောက်ဒါပေမဲ့မဟုတ်ဘူးလေဖေတို့ကဒီနားကြီးကိုဝေးမတော့ဘူးလို့ပြောရလေနေရလေဘာမှလိုက်ပြသွေးပူမနေနဲ့ဘာဖြစ်ဦးနင်အမတယောက်လုံးရှိတယ်တိလားငါတိပါဟဲ့ငါနင်းချက်အရင်မွေးရဲ့နင်အမပါဟောင်းမလေးလုံးတော့မရရဲဘာယူနားမှာတော့ပုံလေးရိုက်လို့ကောင်းတယ်ဒီလိုနဲ့ပဲတခြားနေရာတွေကိုနီးတည်းဆိုပြီးတော့တွိုင်းနဲ့ညီမနေရာကိုလမ်းပြောက်သွားပါတယ်ညီမလေးတခုခုတော့မားနေပြီရှင်နော်ပါလေငါတို့ဟိုအိမ်ကိုလည်းမမြင်ရတော့အဲ့လိုမလို့မြန်ပါလေမတီးဘူးလေအဲ့ဒါမမကြောင့်ဘာမမကြောင့်လဲနင်ကားပေါ်မှာငါ့ကိုဟိုရောက်ရှင်အဝေးသွားပြီးတော့အားရပါရကစားပြစ်မယ်ဆိုပြီးအတင်းပြောလို့လေတတိယဟင်းတောင်းငါအခုလိုက်ပို့ရမဟုတ်ဘူးလားအဲ့ဒါများငါချောင်းလို့ခုငါတို့ဘယ်လိုလုပ်မလဲမသိဘူးလေသွားပါပြီမေတို့ကပြောရတယ်ဒီနားမှာတော်တယ်လူမရှိဘူးဘယ်လိုလုပ်ကြမလဲ
ပြေးနဲ့ညီမလေးညီမလည်းကိုပဲတိုင်တာပြေးလေငါတို့ဟိုပြေးလို့ရှိရင်ပို့ပြီးတော့လမ်းပြောက်သွားတယ်အောက်ကိုအရင်မစင်းနေတော့အခုပြန်တက်ရအောင်ဒီလိုရပါမယ်ဟိုလေးစင်းကြည့်အောင်ချင်းအပ်လို့လည်းမစိုးပါဒီနားလေးနဲ့တော့ကြည့်ရအောင်ဟဲ့မမဘာလေးလုံးနေရလဲကြောက်တယ်ညရရှိတဲ့မူမဲဆိုတာကြီးမူနဲ့မတော်နဲ့မမဘာမှဖြစ်ပါဘူးနားလေးပဲကြာလာဟဲ့ baby ရလေဟဲ့ဒီကလေးမလေးရောငါလည်းချရပဲတော့မပြေလို့မရှောက်မကြောက်တယ်ဘာမှမဖြစ်ဘူးလို့ဆိုငါစိတ်ညစ်တယ်လားတော့နာထွက်လာပြီနော်နားမှာပဲနေစိတ်ညစ်လိုက်တာဖေးလို့လာရင်ကောင်းပါပဲဟဲ့တခုခုမားနေပြီချင်တယ်နော်ငါတို့ကလေးတွေမလားကြာပြီမလားတော့ကြည့်အောင်မကြည့်ရဒီဟုတ်တယ်ကျမလည်းကလေးတွေမလားဒီလိုစောင့်နေတာစကားအောင်ပြောလို့မပြီးသေးဘူးစကားပြောနေနဲ့ကလေးတွေအကြောင်းစဉ်းစားနေဟဲ့ဒီနားမှာလည်းမရှိဘူးသွားပြီလိုလုံးလေကျမကလေးညလည်းကမျက်ရည်နဲ့မျက်ခွက်ဘာမှမဖြစ်ဘူးဒီရှာလို့ရတယ်ညမှာလည်းမရှိဘူးလိုလုံးလေဝီးသွားလိုက်ပြီလားမသိဘူးဒီကလေးရောလေစိတ်ညစ်ပါတယ်မမေကဲပါဟဲ့ကလေးတမ်းမလာဒီပေါ်တော့ရအောင်လာစိတ်ညစ်ပါတယ်ဒီကလေးတွေနဲ့ရတော့လေသမီးတို့ရေပမာလေမမေကလေးလေးရေကျမတို့ဘာလဲပြောင်းဝင်ဘယ်လိုလုပ်လဲဘာဖြစ်ပါဦးလာမမေရဲ့ကလေးလေးရေပမာလေမမေကလေးလေးရေပမာလေဟဲ့ဒီဘောမမီနဲ့စီတမ်းမေမမီဒေဒီမမီတို့ဒီမှာလေဟဲ့ဟိုမလေးရောညီမလေးလာမမီနဲ့ဒေဒီကိုတွေ့ပြီဟိုနားမှာတွေ့တော့လားဟိုနားလေးမှာတွေ့လိုက်တယ်ကလေးတွေကိုလာအဲ့နံပါတ်ကြည့်ရရောဝိုင်းတော့ကြည့်ဟာနားပဲတွေ့လိုက်ပါရဲ့မာလီဦးမချီပါမယ်အမီဒေဒီပမာလေတော်ပြီညနေဆောင်လာပြီအမီနဲ့ဒေဒီအမီနဲ့ဒေဒီမမီဒေဒီဟာဒီကလေးပဲရောက်သမီးတို့ချစ်တောင်းလေးတွေနောက်ကလိုက်ခဲ့ဘလို့မြဖြစ်ရလဲကွပြောက်ပါဟဲ့ဘာဖြစ်ကုန်တာလဲငါဒီအောက်ကိုကြောက်သွားလို့မမီကလိုက်ခဲ့ပြီးမမီကကြောက်သွားတယ်မမီလာဟဲ့ငယ်မလိုက်ခဲ့မမီရဲ့ဒီရောလာညနေဆောင်နေပြီဆိုဒီမှာစမနေတင်းတော့လာမင်းမလိုက်ခဲ့တော့သွားပြီဟေးကျမတို့ဆောင်းလေးလိုက်ခဲ့ပါဘာမှဖြစ်ဘူးကလေးလာအိမ်ထဲမြင်ထည့်ပြီးမှဒီနေ့ခီးထွက်လာလားပျောက်ဖို့လာလားမသိတော့စိတ်တွေညစ်ပါတယ်တော့ဟေးငါမင်းမလည်းမရောက်ရပြန်နေတယ်ဟိုဆောင်းနေပါစို့ဒီမှာမိမကိုခေါ်ကလေးပါရောက်လာစီးနေလာဒီမနေတဲ့တော့အမှန်ဆိုဒီချိန်ကနေတရေ6တယ်ပြောရနော်
တော်သေးပါရဲ့မြင်လာသမီးရဲ့ဆိုဗီဒီယိုလေးလောက်ပါမယ်ရှင်ဘာမှမဟုတ်ဘဲနဲ့အဲ့လိုဗီဒီယိုအရင်ကြာလိုက်တဲ့အားလုံးကိုတောင်းပန်ပါတယ်ရှင်ဆိုတော့ subscribe လေးလည်းလုပ်ခဲ့ကြပါအောင်ပြီးတော့ကိုတင်စေချင်တဲ့ဗီဒီယိုခေါင်းစဉ်လေးတွေကိုလည်း comment မှာမှတ်ခဲ့ကြဖို့အတွက်အကြံပြုချင်ပါတယ်အားလုံးစတဲ့ bye bye